မင်္ဂလာပါရှေ့မှာတော့ဆရာတို့ကအန်နဲ့ညင်းတဲ့တရားကြောင့်ပြောခဲ့တယ်ပေါ့နော်ခုကြတော့ mode နဲ့ညင်းတာ mode နဲ့ကကြတော့ action verb တစ်မျိုးပဲရမယ်ပေါ့နော်မပတ်နိုင်ဘူးသူကကြတော့အကြောင်းကိစ္စရှိလို့ညင်းတာအရေးချင်းမပြည့်မီလို့ညင်းတဲ့အခါမှာသုံးတယ်တဲ့အကြောင်းကိစ္စရှိလို့ညင်းတာဆိုတာတော့ဥမာတထေးကညာဆိုင်ဆင်းခိုင်းနေပေါ့နော်ကျွန်တော်အရန်ပင်ပန်းနေလို့ညာဆိုင်မဆင်းနိုင်ဘူးပေါ့နော်ဒါမျိုးပေါ့နော်ဥမာအလုတ်ကမိုးတွေရွာနေလို့အလုတ်မလုံနိုင်ဘူးဒါကြတော့အကြောင်းကိစ္စရှိလို့ညင်းတာပေါ့နော်နေမကောင်းလို့ယုံမတက်နိုင်ဘူးเนาะchulgun anhamnida ဆိုတာကြတော့သူကနေကောင်းရဲ့သားနဲ့ယုံကိုမတွားတာ chulgunu mothamnida ဆိုတာကြတော့သူ့မှာဘာအကြောင်းကိစ္စတစ်ခုခုရှိလို့လဲနေမကောင်းလို့လားဒါမှမဟုတ်ရင်သူ့မှာတခြားစာကြောင်းရှိလို့လားပေါ့နော်တခြားအကြောင်းကိစ္စတစ်ခုခုရှိလို့လားဆိုပြီးတော့နောက်ထပ်မေးစရာရှိတယ်ပေါ့နော်အန်နဲ့နော်chulgun anhamnida လို့ပြောလိုက်ရုံမတက်ဖူးဖြစ်သွားရုံမတက်ဖူးနော်ရုံမတက်နိုင်ဘူးဆိုရင်ကြတော့ဘာလို့မတက်နိုင်တာလဲလို့ပြန်ပြီးတော့မေးစရာအကြောင်းရှိတယ်ပေါ့အဲဒါကြောင့်မလို့တထေးနဲ့စကားပြောတဲ့အခါမှာဖြစ်နိုင်သလောက် mode နဲ့ညင်းပေးရပါမယ်အန်နဲ့ညင်းလို့ရှိရင်ရိုင်းလဲရိုင်းရကြတယ်လို့အကြောင်းကိစ္စမရှိဘဲနဲ့ညင်းတယ်ဆိုတဲ့အဓိပ္ပာယ်လည်းတက်ရောက်ပါတယ်အဲ့တော့နောက်ကညင်းရင်တော့ gmode ထားတာပေါ့နော် gmode ထားတာဆိုတာလည်းမပတ်နိုင်ဘူးပဲနော်ကရိယာမှာအသက်ပါပါမပါကရိယာရဲ့ရှေ့မှာ mode ကပ်ပြီးမယ် action verb မှာအသက်ပါပါမပါကရိယာရဲ့နောက်မှာ gmode ထားတာကပ်ပေးရမယ်ဒီမှာလည်းအတူတူပဲနော်ခုနဆရာရှင်းပြခဲ့သလိုပဲဟာတာနဲ့ဆုံးတဲ့ကရိယာရေဆိုရင်တော့ဟာတာရဲ့နော်ရှေ့မှာပဲညင်းပြရပါမယ်ဟာတာရဲ့နော်ဒီဂုံဘူးဟာတာစာလေးလာတယ်ဆိုလို့ရှိရင်စာမလေးလာနိုင်ဘူးလို့ပြောချင်ရင်တော့ mode ဂုံဘူးဟာမနီတာလို့ပြောလို့မရပါဘူးဂုံဘူး mode သမ်နီတာ mode သမ်နီတာပေါ့အဲ့လိုညင်းရပါမယ်ဂုံဘူး mode သမ်နီတာစာမလုံးနိုင်ဘူးဒီမှာစာတာဝဲသည် mode သမ်နီတာဆိုရင်ကြတော့မဝဲနိုင်ဘူးလို့ဖြစ်သွားတယ်အန်ဆမ်နီတာကြရင်တော့မဝဲဘူးထားပါတော့မလိုလို့ပေါ့နော်မလိုလို့မဝဲတာမို့ဆမ်နီတာကြတော့မဝဲနိုင်ဘူးဘာဖြစ်လို့လဲဈေးကြီးလို့ပေါ့နော်စာချီမို့ဆမ်နီတာအတူတူပါပဲမဝဲနိုင်ဘူးပဲဒုတာမတယ်ပေါ့နော်မတယ်ဆိုလို့ရှိရင်မို့ဒုမနီတာမမနိုင်ဘူးလေးလို့ပေါ့နော်ဒုချီမို့ဆမ်နီတာမမနိုင်ဘူးပဲဂျာတာအိတ်တယ်မို့ဂျာမနီတာမအိတ်နိုင်ဘူးဂျာချီမို့ဆမ်နီတာမအိတ်နိုင်ဘူးပဲမအိတ်နိုင်ဘူးပဲအဲ့ဒီအတွက်ကြောင့်မလို့ तू ကနောက်ကညင်းရင်တော့ဘာမှမလုပ်ဘူးဒါကိုဖြုတ်ပြီးတော့ gmo ထားတာကိုကတ်ပေးုံပဲအဲ့တော့နမူနာစာကြောင်းလေးလေ့လာမယ်ဆိုရင်တော့ Jordan နဲ့ကျွန်တော်ကတော့တဲ့ Onul ဒီနေ့ဂုံချမ်းငယ်စက်ယုံကို mode ကာမနီတာတဲ့မသွားနိုင်ဘူးတဲ့နော် Jordan Onul ဂုံချမ်းငယ် mode ကာမနီတာကျွန်တော်ဒီနေ့စက်ယုံကိုမသွားနိုင်ပါဘူး Jordan ကျွန်တော်ကတော့Onul ဒီနေ့ဂုံချမ်းငယ်စက်ယုံကိုဂါဂျီမိုထာမနီတာမသွားနိုင်ဘူးတူတူပဲသူကလည်းရှေ့ကညင်းတာနဲ့နောက်ကညင်းတာပဲကွာတာပေါ့နော်ကင်ချီကြီးကဲကတဲ့ကင်ချီဟင်းရီကနော်မူမဲဝော်စောအရန်ဆက်လို့ပေါ့နော်မုတ်မော်ဂောယိုဆိုတာမစားနိုင်ဘူးမုတ်မော်ဂောယိုမစားနိုင်ဘူးနော်ဆက်လို့မစားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့mode မော်ဂောယို kimchi ကြီးက kimchi ဟင်းရီကနော်မူမဲဝော်စောအရန်ဆက်လို့ mode မော်ဂောယိုမစားနိုင်ဘူးဟောင်းငွန်းအကိုကတော့ယိုရီဟာဂျီမိုးthamနေတာဟင်းမချက်တတ်ပါဘူးမြန်မာလူလေးမပြောတော့ဘဲနဲ့ကိုရီးယားလူကြီးပဲဆိုပြမယ်ဂျွန်နန်Onul 공장의 못 갑니다. 저는 오늘 공장에 가지 못합니다. 김치찌개가 너무 매워서 못 먹어요. 형은
요리하지 못합니다.